ထေးသားလေးရဲ့ပထမဆုံးအမြင်မှာတင်အချစ်သူထေးသားလေးဟာကြောင်းပြောင်းလာတဲ့ကျောင်းသူတစ်လေးကိုပထမဆုံးအကြိမ်မြင်ချင်းမှာတင်အသေးဆွဲအောင်ချစ်မိသွားခဲ့ပါတယ်သူဟာအဲ့ဒီကျောင်းသူလေးနဲ့တူထမင်းစားချင်တာကြောင့်မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့မိန်းကလေးကိုမောင်းထုတ်လိုက်ပါတော့တယ်တခြားမိန်းကလေးတွေလိုပဲသူနဲ့စကားပြောခွင့်ရလို့ဝမ်းသာအားရဖြစ်သွားလိမ့်မယ်လို့သူထင်နေခဲ့တာပါဒါပေမဲ့အဲ့ဒီကျောင်းသူလေးကတော့ဘာတော့ပြန်မှုမှမလုပ်ခဲ့ပါဘူးသူမဟာတည်ငြိမ်စွာနဲ့ပဲသူ့ကိုချလိုက်ပြီးထိုင်နေရာကနေထွက်သွားဖို့ပြင်ပါတော့တယ်သူကခြေထောက်ကိုဆန့်ပြီးသူမရဲ့လမ်းကိုပိတ်လိုက်ပေမဲ့သူမကတော့သူ့ကိုဂယုမဆိုင်တဲ့မျက်လုံးတွေနဲ့တစ်ချက်ပဲကြည့်ပြီးဘေးကနေတန်းထွက်သွားခဲ့ပါတယ်သူ့ကိုအခုလိုမျိုးပြောင်ကျကျမျက်ွယ်ပြူရဲတဲ့သူတယောက်မှမရှိခဲ့ဘူးပါဘူးအဲ့ဒီကျောင်းသူလေးရဲ့ထူးခြားတဲ့အမူအရာကသူ့ကိုပို့ပြီးတော့တောင်ဆွဲလန်းသွားစေခဲ့ပါတယ်အဲ့ဒီညမှာတော့ကောင်လေးဟာလမ်းမှာတမင်တကာပိတ်ရက်ပြီးမတော်တဆဆုံတွေ့တရားအကွက်ဆင်ခဲ့ပါတယ်ကျောင်းသူလေးကတော့သူမရဲ့တငယ်ချင်းပြောပြဖူးတဲ့ဒီကောင်လေးဟာတကယ်ကိုစိတ်ကြီးပြီးဒေါသထွက်လွယ်တဲ့သူတခါကလူတယောက်သူ့ရဲ့စနီကာဖက်နှက်ကိုမတော်တဆနင်းမိလို့လက်စစ်ပြုတ်အောင်အလုတ်ခံရဘူးလေဆိုတဲ့စကားကိုသတိရသွားပါတယ်အဲ့ဒါကြောင့်ကြောက်စိတ်ဝင်သွားပြီးသူ့ကိုချက်ချင်းပဲတောင်းပန်လိုက်ပါတယ်ဒါပေမဲ့ကောင်လေးကတော့သူမကိုအလွယ်တကူလွတ်ပေးဖို့အစီအစဉ်မရှိပါဘူးသူကသူမနာကိုပိုတိုးကတ်လာပြီးမင်းငါကိုဒေါ်လာ2000ပေးမလားဒါမှမဟုတ်ရင်ငါဂျာကင်အင်ဂျီကိုလျှော်ပြီးဘတ်စကတ်ဘောကွင်းမှာလာပြန်ပေးမလားလို့ရွေးချယ်ခိုင်းပါတယ်မင်းကလေးကဘာလို့ဘတ်စကတ်ဘောကွင်းမှာလာပေးရမှာလဲလို့မေးတဲ့အခါသူကမင်းပြီးခဲ့တဲ့တစ်ခေါက်ကလူအများရှိမှငါကိုအဆက်ခွဲခဲ့တယ်လေအဲ့ဒီတော့အခုအခွင့်အရေးကိုတုံးပြီးငါရဲ့တိတ်ခါကိုပြန်ဆယ်ရမယ်လို့ပြောပါတယ်ကောင်မလေးကတော့သူ့ကိုအရန်ကလေးဆန်တယ်လို့တွေးမိပေမဲ့လည်းဂျာကင်အင်ဂျီကိုတော့ယူသွားခဲ့ရပါတယ်ဒီမြင်ကွင်းတစ်ခုလုံးကိုသူ့ကိုသဘောကျနေတဲ့အမခံမင်းကလေးတစ်ယောက်ကတစ်ပင်နောက်ကနေချောင်းကြည့်နေခဲ့ပါတယ်အဲ့ဒီမင်းကလေးဟာသူထေးသားလေးရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်လူမိုက်တွေနဲ့လမ်းမှာအနိုင်ကျင့်ခံရတဲ့အောင်စက်တိုက်ပြီးတရုတ်ဆောင်ပြပါတော့တယ်ကောင်လေးကသူမအနေနဲ့ကြုံနေရတာကိုမြင်တဲ့အခါဘာမှမစင်စားပဲကဲဖို့ပြေးသွားခဲ့ပေမဲ့အဆုံးမှာတော့သူကိုယ်တိုင်ပဲအုပ်စုလိုက်ဝိုင်းထူတာကိုခံလိုက်ရပြီးဒုက္ခရောက်သွားပါတော့တယ်တိုက်ဆိုင်ပဲကျောင်းသူတစ်လေးကအဲ့ဒီနားကနေလမ်းလျှောက်လာခဲ့ပါတယ်သူမဟာလူမိုက်နှစ်ယောက်ကိုလှမ်းអော်လိုက်ပြီးရဲခေါ်ထားတယ်လို့လိန်ညာပြီးချင်းချောက်လိုက်ပါတယ်ရဲဆိုတဲ့အတန်ကိုကြားတာနဲ့လူမိုက်နှစ်ယောက်လုံးလမ်းဖြန့်ပြီးနောက်လက်မကြည့်ပဲထွက်ပြေးသွားကြပါတော့တယ်မိန်းကလေးဟာကောင်လေးရဲ့ဒဏ်ရာတွေကိုစစ်ဆေးဖို့ချက်ချင်းပဲစောင်းကြောင်ထိုင်ချလိုက်ပါတယ်သူ့ရဲ့လက်ပွားမှာပြက်ရှဒဏ်ရာရသွားတာကိုမြင်တော့သူမရဲ့ခေါင်းစည်းကွင်းကိုဖြုတ်ပြီးတွေးတိတ်အောင်စီးပေးလိုက်ပါတယ်နူးညံ့တိမ်မွေ့ပုံရတဲ့ဒီမိန်းကလေးကသူ့ကိုကူညီလိုက်မယ်လို့ကောင်လေးလုံးဝမထင်ထားခဲ့တာကြောင့်သူမအပေါ်ပို့ပြီးတော့တောင်တန်ရောစင်တိုးသွားခဲ့ပါတယ်သူမပြန်တော့မဲ့အချိန်မှာကောင်လေးကသူမရဲ့နာမည်ကိုအမြန်လမ်းမေးပေမဲ့မိန်းကလေးကတော့မပြောဘဲတန်းထွက်သွားခဲ့ပါတယ်နောက်ရက်တစ်ရက်မှာတော့ကောင်လေးဟာဘတ်စကတ်ဘောကစားနေရင်ကြောင်လေးတစ်ကောင်ရဲ့ညောင်လို့အော်တန်ကိုကြားလိုက်ရပါတယ်အတန်လာရနောက်ကိုလိုက်သွားတော့ခြေထောက်မှာဒဏ်ရာရနေတဲ့ကြောင်လေးတစ်ကောင်ကိုသွားတွေ့ပါတယ်ဒါဟာသူ့ရဲ့ကလေးဘဝအတိတ်ဆိုးကိုပြန်တတိယသွားစေခဲ့ပါတယ်သူကလေးဘဝတုန်းကလည်းအခုလိုကြောင်လေးတစ်ကောင်ကိုကဲတင်ခဲ့ဘူးပေမဲ့သူ့ရဲ့မိထွေးကကြောင်ကိုအိမ်ထဲပေးမသွေးုံတင်မကပဲအမေလည်းမရှိတော့ပဲမင်းကိုကာကွယ်ပေးမဲ့သူဘယ်သူမှမရှိတော့ဘူးဆိုပြီးသူ့ကိုလောင်ပြောင်နိုင်ကျင့်ခဲ့ပါတယ်ဒီကလေးဘဝအတွေ့အကြုံကသူ့စိတ်ထဲမှာအမာရွေးကြီးတစ်ခုလိုကြံ့ရစ်နေခဲ့တာပါသူဟာကြောင်လေးကိုကူညီခြင်းပေမဲ့သူ့ဖုန်းကပိတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းသူလေးကထီးတစ်ချောင်းနဲ့ပြေးလာခဲ့ပါတယ်ဆေးကျောင်းသူတယောက်ပြီးကျောင်းလေးရဲ့ဒဏ်ရာဟာပိုးဝင်နေပြီဆိုတာကိုသူမချက်ချင်းသိလိုက်ပါတယ်ဒဏ်ရာကိုအပေါ်ယံပတိစီပေးပြီးနောက်ပတိစီဝဆေးရတပြည့်တဲ့ထိုးဖို့လိုအပ်တယ်လို့ပြောပြီးကောင်လေးနဲ့ကျောင်းလေးကိုကျောင်းရဲ့တခွဲခန်းထဲခေါ်လာခဲ့ပါတယ်သူ့နောက်ကိုတောက်လျှောက်လှုပ်ဝက်လိုက်နေတဲ့အမာခံမင်းကလေးကဒါကိုမြင်သွားပြီးတခွဲခန်းထဲလူခိုးဝင်နေပါတယ်ဆိုပြီးဆီယာမကိုသွားတိုင်ပါတော့တယ်ခဏနေတော့ကျောင်းလုံခြုံရေးတွေရောက်လာတာကြောင့်မင်းကလေးကကောင်လေးကိုဆွဲပြီးစပွဲအောက်မှာအတူတူပုံလိုက်ကြပါတယ်လုံခြုံရေးကလိုက်ရှာပေမဲ့လူမတွေ့တာကြောင့်ပြန်ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိုးချင်းတန်အကျယ်ကြီးမြည်ဟဲသွားတာကြောင့်မင်းကလေးဟာလန့်ပြီးကောင်လေးရဲ့ရင်ခွင်ထဲတိုးဝင်သွားပါတော့တယ်ကောင်လေးကတော့ကြောက်လန့်တကြားဖြစ်နေတဲ့သူမရဲ့ပုံစံလေးကိုကြည့်ပြီးတကယ်ကိုချစ်စရာကောင်းလွန်းတယ်လို့တွေးနေမိပါတော့တယ်